မိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီတစ်ပတ်မောင်စင်းရဲ့ဆုံးစီနဖာကန္တကနေမိတ်ဆွေများကိုဖတ်ကြားတင်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့တခါကဖတ်အံလို့အမည်ရပါတယ်ခင်ဗျာဟုတ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကမောင်စင်းရုပ်ရှင်သမားဘဝနဲ့ရုပ်ရှင်ရိုက်ကူးရေးတွားရင်ရောက်ခဲ့ရတဲ့ကရင်ပြည်နယ်ရဲ့ဖအံမြို့မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးတွေကိုမှတ်တမ်းတင်ထားခြင်းပဲဖြစ်ပါတယ်မိတ်ဆွေများနားဆင်ခံစားကြည့်ကြပါဦးခင်ဗျာတခါကဖအံဆိုတဲ့မြို့လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်လောက်စီကတန်လွင်မြစ်ထက်ကိုထိုးဆင်းနေတဲ့ကြောက်ဆွဲကြီးကိုအကြောင်းပြုလို့ရှမ်းဘာသာစကားတနည်းအားဖြင့်ထိုင်းဘာသာစကားနဲ့ဖအံလို့ခေါ်ရင်းကနေနောက်ပိုင်းမှာဖအံလို့ရွေ့ရောလာတယ်လို့ဆိုပါတယ်ဒါဟာဖအံမြို့ရဲ့ရာဇဝင်ပေါ့တစ်ဖက်မှာလည်းနဂါမင်းသမီးလေးနဲ့ဖာမင်းသားလေးတို့ရဲ့ဒန္တာရီဆန်တဲ့ဘုံမြင်တဲ့ဘုတ်ရှိနေပါသေးတယ်ဒါဟာလည်းဒန္တာရီဆန်တဲ့ဖအံမြို့ရဲ့ရာဇဝင်တစ်ခုပါပဲကရင်ပြည်နယ်မြို့တော်ဖအံအမိုးတို့ဖချီတို့ဆံပျော်ရာဖအံမြို့တော်ပါပဲပထမဆုံးအချိန်ရောက်ဖြစ်ခဲ့စဉ်က1980ကာလလောက်ရှိပါလိမ့်မယ်အဲဒီကာလတုန်းကမောင်စင်ကရန်ကုန်မြို့ရဲ့ဗဟိုဥပဒေရုံးမှာစီရေးဝန်ထမ်းဘဝနဲ့တာဝန်ထမ်းဆောင်နေတဲ့ကာလပါဘုပရိယုံကနေဖအံပြည်နယ်ဥပဒေယုံကိုလျှို့ဝှက်စာရတောင်ပေးဖို့အတွက်ကိုမောင်စင်ကဆက်သားအဖြစ်နဲ့တွားခဲ့ရတာပါစီရေးဝန်ထမ်းဘဝနဲ့ပေါ့ရန်ကုန်ကနေဖအံကိုအဝေးပြေးရင်လိုင်းကားကြီးနဲ့စီးရပါတယ်ဖအံထိမရောက်ခင်မှာတထုံကလမ်းခွဲရပါတယ်တထုံကနေမြန်ကလေးထိလမ်းခွဲမြိုင်ကလေးရောက်တဲ့အခါကျတော့မှဖအံဘက်ကိုမြိုင်ကလေးကနေဇက်သင်းမောကြီးနဲ့ကူးရပါတယ်အဲ့ဒီကာလကဇက်သင်းမောပေါ်ကနေပြီးတော့မှဖအံမြို့ကိုကြည့်လိုက်တဲ့အခါကျတော့အုံးပင်နေဖုံးလွှမ်းနေတဲ့ကြားကနေအဆောက်အုံတချို့ပြိုပြထွက်နေတာကတွဲလို့တမြို့လုံးဟာအုံးတော်တွေနဲ့ဖုံးလွှမ်းနေတာကိုတွေ့ရပါတယ်မောင်စင်တဲ့ခေါ်ရတာလည်းပြည်နယ်ဥပဒေအရာရှိအိမ်မှာပါပြည်နယ်ဥပဒေအရာရှိဖြစ်သူကလည်းမောင်စင်းရဲ့ရောက်ခမကြီးဖြစ်နေလေတော့သူ့အိမ်မှာပဲတဲခေါ်ရပါတယ်ညာပဲပပလို့မောင်စင်းတို့ကခေါ်တဲ့မောင်စင်းရောက်ခမကြီးနဲ့တာဖာနှစ်ယောက်တပည့်ကြိုင်လေးတူဖွင့်စားပြီးတော့အချိန်မောင်တဲ့အခါကျတော့တဝေရရောက်နေတဲ့ရောက်ဖကြီးကလာခေါ်လို့ညာပဲဖအံမြို့တဲကိုရောက်ဖြစ်ခဲ့ရပါတယ်အဲ့ဒီကာလကဖအံမြို့တဲကိုထွက်ခဲ့တယ်ဆိုပေမဲ့ရုပ်ရှင်ရုံနာတဝိုင်းလောက်သာမီးလင်းအောင်ရှိပြီးတမျိုးလုံးလည်းအမောင်ဖုံးလို့နေပါတယ်ရောက်ခဲ့ရတာလည်းတညအိတ်တရက်ခီးတာဝန်နဲ့လဲဆိုတော့ဘယ်ကူမှလည်းရောက်ဖြစ်ခဲ့တယ်မရှိပါဘူးလေးလာတိုက်တဲ့နေရာများကိုလည်းမရောက်ဖြစ်ခဲ့ရပါဘူးသို့လည်းပဲဇွဲကပင်တောင်တော်ကြီးရဲ့ပုံရိပ်ကတော့ဆွဲထင်ရှိခဲ့ရပါတယ်ဆိုရမယ်ဆိုရင်ပထမအချိန်ဖအံမြို့ကိုရောက်ခဲ့တဲ့မောင်စင်းရဲ့ခရီးစဉ်ဟာဘာမှထူးခြားဆန်းကျင်မှုတွေရှိမနေခဲ့ပါဘူးကဲလာပါပြီဗျာဒုတိယအချိန်မြောက်ဖအံမြို့သို့ခရီးစဉ်ပေါ့ဒီတစ်ခေါက်ကတော့ရုပ်ရှင်သရုပ်ဆောင်ဘဝနဲ့ဆရာဆရာမမြတ်တန်တာရဲ့နော်ရင်မွေးဝတ္ထုကိုရုပ်ရှင်ရိုက်ကူးဖို့ရောက်ရှိခဲ့ရခြင်းပဲဖြစ်ပါတယ်။ကွာခြားသွားတာကပထမတစ်ခေါက်လာစဉ်တုန်းကရုံးတာဝန်နဲ့လာရတဲ့စီးဝန်တန်းလေးဘဝအခုဒုတိယတစ်ခေါက်ခရီးစဉ်မှာတော့ရုပ်ရှင်သရုပ်ဆောင်တူအနေနဲ့လာခဲ့ရတာပါ။ဒီတဲ့ပို့ပြီးကွာခြားသွားတာကတော့နေ့စဉ်မနေ့ကနေမိုးမလင်းတန်းတောက်နေတဲ့ယမကာလူလင်ဘဝပေါ့ဗျာ
ချိန်ကာလကလည်း1994 95ခုလောက်ရှိမယ်ထင်ပါတယ်သွားတယ်ခကြီးစင်ကလည်းအရင်ခောက်တိုင်းပါပဲရန်ကုန်ကနေထွက်လို့ဖျားကြီးကိုကြော်ရင်မော်လမြိုင်ဘက်ကိုလမ်းခွဲရရှိပါတယ်အဲမော်လမြိုင်လမ်းခွဲတိုင်းသွားတထုံရောက်တထုံကနေပြီးတော့မြိုင်ကလေးထိလမ်းခွဲမြိုင်ကလေးကနေဇက်ကူဒီတိုင်းပါပဲသို့တော့ဒီဒုတိယကြိမ်ခရီးစဉ်မှာထူးခြားတာကတော့ရန်ကုန်ကထွက်ဖျားကြီးကျော်လို့မော်လမြိုင်လမ်းခွဲဘက်ဝင်လာပြီးဆိုတာနဲ့ရောက်နေရမြို့တိုင်းရွာတိုင်းမှာတတ်လို့ထမင်းဆိုင်တွေကတန်းစီလို့နေပါတယ်အဲ့ဒီဆိုင်တွေကြည့်လိုက်တဲ့ဆိုရင်လည်းပဲဆိုင်ရှိတိုင်းမှာတာမညတောင်ဖျားဘူးရင်လို့အမည်စာတန်းကတ်ထားတဲ့ဖျားဘူးရင်တွေကတန်းစီပြီးရထားလို့ရှိနေပါတယ်ဒီလိုပါပဲဆိုင်တိုင်းမှာလည်းစားတောက်သူတွေကတိုးဝေပြီးစားတောက်နေကြတာကိုတွေ့ရပါတယ်အဲ့ဒီကာလကအလုံးကိုဖုံးလို့ကိုကြော်ကြားလာတဲ့တာမညတောင်ဆရာတော်ဖျားကြီးကိုဖူးဖို့အတွက်သွားကြတယ်ဖျားဘူးတွေပါတာမညတောင်ဆရာတော်ဖျားကြီးကိုဖူးဖို့အတွက်ဆိုရင်တတ်လို့စားရတယ်လို့လည်းဆိုကြပါတယ်သို့တော့မောင်စင်းအနေနဲ့ကတော့တတ်လို့စားဖို့ထားမနဲ့မောင်နေတဲ့ကညမိုးချုပ်ဒီတနေ့ကုန်ရဲတောက်နေတဲ့အရဲသမားဘဝဆိုတော့ဘလို့မှတတ်လို့စားဖို့လည်းအဆင်မပြေနိုင်ပါဘူးသို့တော်လည်းပဲဘလို့ပဲအရဲသမားဘဝရောက်နေပါစေတာမညတောင်ဆရာတော်ဖျားကြီးကိုတော့ဒီခရီးစဉ်မှာဖြစ်ဖူးပြအောင်ဖူးခဲ့မယ်လို့စိတ်ထဲကလည်းရည်စူးထားခဲ့ပါတယ်ဖာမျိုးကိုရောက်လို့မောင်စင်တဲခိုရတာကပြည်နယ်အမှုပညာဦးစီးဌာနအိမ်ယာဝင်းထဲမှာဖြစ်ပါတယ်အဲဒီအိမ်ယာဝင်းထဲကတရားကအိမ်မှာမောင်စင်တဲခိုရပါတယ်မောင်စင်နဲ့အတူတူပါပဲမင်းသမီးငယ်လေးတူနဲ့သူ့မိခင်လည်းအတူတဲခိုလို့နေပါတယ်မောင်စင်ရုပ်ရှင်ဘဝမှာရုပ်ရှင်သမားဖြစ်နောက်ပိုင်းတရုတ်ဆောင်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့မှပဲဘယ်ရက်ကိုပဲသွားဘာကားပဲရိုက်တယောက်တည်းပဲသွားလို့ရှိပါတယ်အဖို့မခေါ်ပါဘူးလူဘိုတယောက်ပါလာတဲ့အတွက်လက်ခုံကြီးစားတော့ကြီးဟာထုတ်လို့သူအတွက်ဘလောက်အထိဝင်ပြီးစေတယ်ဆိုတာကိုသိထားတဲ့လူတယောက်ဖြစ်တဲ့အတွက်လူကိုမခေါ်ခြင်းပဲဖြစ်ပါတယ်ဘယ်သွားဘယ်ကားရိုက်တယောက်တည်းပဲသွားပါတယ်ဓမ္မစားခြင်းမှာကိုဓမ္မကိုစားကာယပြီးလို့ရှိရင်လည်းကိုယ်ဝတ်ကိုခောက်ကိုပစ္စည်းကိုသိမ်းဒီလိုပဲနေပါတယ်ဒါဟာလည်းမောင်စင်လေးစားအားကြခဲ့ရတဲ့ရုပ်ရှင်တယောက်ဆောင်ကြီးဦးကျော်ဟိန်းစီကအတူယူထားတဲ့အကျင့်စရိုက်တစ်ခုပါသို့တော်လည်းပဲဒီခီးစဉ်မှာတော့မောင်စင်နဲ့အတူလူကိုတယောက်ပါခဲ့ပါတယ်သူကတော့မောင်စင်တငယ်ချင်းလို့ဖြစ်နေတဲ့ဂျိုးတင်အောင်ပါဂျိုးတင်အောင်ကသူ့မှာခုတလောအလုပ်တွေပါနေလို့မောင်စင်နဲ့အတူဘော်ဒါလိုက်ခဲ့ပါရစေဆိုလို့မောင်စင်ခေါ်ခဲ့ခြင်းပဲဖြစ်ပါတယ်တကယ်တမ်းပြောရမယ်ဆိုရင်ဂျိုးတင်အောင်ဟာမောင်စင်နဲ့အသက်မသိမ့်မရင်းဆိုပေမဲ့လည်းမောင်စင်နဲ့ရုပ်ရှင်သက်တမ်းရင်းတဲ့သူပါသူ့မိခင်များကိုယ်၌ကသူငယ်စဉ်ဘဝတည်းကရုပ်ရှင်လောကမှာထမင်းကျွေးတဲ့သူပါသူမိခင်ကြီးဟာတရုတ်ဆောင်နေနဲ့လည်းဝင်ပြီးဇက်ဖို့ဇန်အနေနဲ့ပါတဲ့မျိုးသမီးကြီးတူဖြစ်ပါတယ်ရိုးတင်အောင်လည်းငယ်ချင်းပါကာလတည်းကကလေးတရုတ်ဆောင်နေနဲ့ကျုပ်ဆောင်ခဲ့တဲ့သူပါရုပ်ရှင်လောကထဲမှာလည်းအမျိုးစုံကျင်လည်နေတဲ့လူတွေဖြစ်ပါတယ်ရွှေတင်ကားမောင်းတဲ့ရုပ်ရှင်ထမင်းကျွေးတယ်ဇာပိုဇာရံဝင်လုပ်တယ်ရှူတင်မန်နေဂျာလုပ်တယ်ရုပ်ရှင်လောကမှာဘာလာတောင်းနေဆိုတဲ့လူမျိုးပါပဲပရိသတ်များသိမြင်စေဖို့ပြောရမယ်ဆိုရင်တရားမှုစကားထဲမှာခင်ထားလို့ခိုးရလိုက်ပြီးတော့မြင်းလေသမားဂိတ်မှုနဲ့မြင်းလေသမားကိုခေါ်ပြီးတော့မှဦးလင်းအောင်တို့ကမေးတဲ့အခန်းတစ်ခန်းပါပါတယ်အဲ့ဒီအခန်းထဲမှာပါတဲ့မြင်းလေဂိတ်မှုလုပ်တဲ့အသားညိုညိုခန္ဓာကိုဖိုက်မိုက်ဟာဂျိုးတယ်အောင်ပါပဲခုသူကဒီခရီးမှာတော့မောင်စင်းရဲ့ဘော်ဒါဒီနဲ့ပါလာခဲ့ခြင်းပဲဖြစ်ပါတယ်
မောင်စင်တို့ရောက်တဲ့အချိန်ကဖာမာပြီးနေပွဲတော်နေနေတဲ့တိုက်ဆိုင်နေလေတော့မောင်စင်တို့အိမ်ထဲကရှေ့ကိုထွက်လိုက်ပြီဆိုတာနဲ့ကိုမှပဲလမ်းပေါ်မှာပွဲကင်းနဲ့ရောက်လို့သွားပါတယ်မောင်စင်တို့ရုပ်ရှင်ရိုက်ကူးရေးအတွက်ဖာမြို့ကိုရောက်တဲ့ကာလကကရင်ပြည်နယ်နေနဲ့လည်းတိုက်ဆိုင်လို့နေပါတယ်ပွဲတော်နေ့ဆိုပါတော့ဗျာပွဲတော်ဈေးကင်းကလည်းမောင်စင်တို့အိမ်ရှိကထွက်လိုက်တာနဲ့လမ်းပေါ်ရောက်တာနဲ့ဈေးကင်းနဲ့ရောက်သွားသလိုပါပဲပွဲကင်းနဲ့မှလည်းစားတော့ကြအဖုံဖုံပါပဲဒီတော့အရက်တောက်ရင်အမီးကောင်းကောင်းလေးနဲ့မှတောက်တတ်တဲ့ဂျိုးတင်အောင်အတွက်ကတော့အလုံးကိုအဆင်ပြေနေတာပေါ့ဗျာအရက်ကိုဘယ်နေရာမှာဖြစ်ဖြစ်ဘယ်ချိန်မှာဖြစ်ဖြစ်ဘာအရက်ဖြစ်ဖြစ်ချင်းတူတူမူပြီးရောတောက်တတ်တဲ့မောင်စင်အရက်တောင်ရင်အမြင်မစားတတ်တဲ့မောင်စင်ကိုလည်းသူကတောင်ပြန်ပြီးဆုံးမတတ်ပါသေးတယ်သူကအရက်တောင်ရင်အမြင်နဲ့မှတောက်တယ်လို့အရက်ကိုလည်းရွေးသေးတယ်သူဒါမဲ့ဒီနေရာမှာစကားဆက်လို့စိတ်မကောင်းစွာနဲ့ပဲပြောရမယ်ဆိုရင်လွန်ခဲ့တဲ့အနှစ်20ကျော်လောက်စီကပဲသူအရွယ်ကောင်းစဉ်ကာလတုန်းမှာအရက်ကြောင့်ပဲဆုံးပါသွားကြရရှာပါတယ်သူနေထိုင်ရာအိမ်မှာမောင်စင်းရှေ့တင်မှာပဲအသက်ထွက်သွားတာဖြစ်ပါတယ်ကဲဒါလေးထားပေါ့ဗျာဖအံရဲ့နေ့ရက်များကိုပဲရှေ့ဆက်ကြအောင်ပါလားမောင်စင်တို့တဲခိုတဲ့အိမ်ရဝင်းနဲ့မနီးမဝေးမှာပဲသူနာပြုတင်တန်းကြောင်းတစ်ခုရှိပါတယ်ပြည်နယ်အတွင်းကမိန်းကလေးတွေလာရောက်ပြီးတင်တန်းတက်ကြတာပါအသက်အရွယ်လေးတွေကလည်း18 19 20ကျော်တဲ့တောင်မရှိပါဘူးတကယ်ကလေးငယ်တွေပါအဲဒီကကလေးမလေးတွေကမောင်စင်းရှိကိုလာပြီးမိတ်ဆက်ကြရင်ခင်မင်ရင်းနှီးလို့သွားပါတယ်တယောက်နဲ့တယောက်ခင်မင်ရင်းနှီးသွားတဲ့အခါကျတော့ဒီနေ့ဘာစားလဲဘာဟင်းစားကြတယ်လဲလို့မေးကြစမ်းကြရင်းနဲ့သူတို့ရဲ့စားရတောက်ရဲ့အခြေအနေကိုမောင်စင်းသိခဲ့ရပါတယ်ဒီနေ့လာလို့မေးလိုက်ချင်းဟင်းနောက်နေ့မေးလိုက်တော့လည်းဘဲပေါက်ကျော်ဒီလိုနဲ့ပဲသူတို့မှနေတူကလက်ပတ်နေကြရှာပါတယ်အလွန်ကမှပဲစားတော့ဆင်းရဲတယ်လို့လည်းဆိုပါတယ်ဒီတော့လည်းမောင်စင်ကကုဏမသားချင်းအရွယ်လေးတွေဖြစ်နေတဲ့အတွက်ကဲနောက်ဆိုရင်ညနေပဲကြလို့ချင်းမင်းတို့ထမင်းသာယူခဲ့ကြသည်ဒီမှာလိုအပ်တာလေးတွေပြင်ဆင်ထားပေးမယ်လို့သူတို့ပြောရပါတယ်ပြီးတော့ဂျိုးတင်အောင်ကိုလည်းညနေတိုင်းဆိုလို့ရှိရင်ရှေ့မှာရှိတဲ့ဘွယ်ကင်းတွေကဝက်ကောင်းတုတ်တို့ဝက်သားတုတ်တို့လက်ဖက်တုတ်ကျင်းတို့အကျော်ဆုံးစားတာတွေနဲ့အစင်ပြေရာကိုဒီကလေးအတွက်ကိုစီစဉ်ပေးရပါတယ်ပြောရမယ်ဆိုရင်တော့ကာလဒါနပေါ့ဗျာညနေများကျွန်တော်ကားရိုက်ပြီးလို့ပြန်လာရင်သူတို့တွေကထမင်းဘူးလေးတွေကိုစီနဲ့ရောက်လာကြပါတယ်ပြီးရင်ကျွန်တော်တို့ဒီခင်းထားတဲ့စားပွဲရာများနဲ့သူတို့မှအော်ဟေ့စူးညာပြီးစားကြတောက်ကြနဲ့ပြောစရာကြီးပါပဲတပည့်မှာတော့ကျွန်တော်ကအရက်တစ်လုံးနဲ့သူတို့ကိုကြည်ရင်ကြည်နူးပြီးတီးဖြစ်လို့ပေါ့ဗျာသူတို့ကလည်းသူတို့တတ်ကျွမ်းတဲ့စေပညာဝေါဟာရတွေနဲ့အရက်ကမကောင်းကျိုးရဲ့အမီးမစားရင်ဘာဖြစ်မယ်ဆိုတာတွေနဲ့ကျွန်တော်ကိုဆုံးမတတ်လိရှိပါတယ်ဒီနေရာမှာစကားဆက်လို့မိတ်ဆွေများကိုပြောပြရမယ်ဆိုရင်လွန်ခဲ့တဲ့3နှစ်လောက်ကကျွန်တော်မဲဆောက်မှာရှိစဉ်ကာလက CDM လောက်လာတဲ့ဒူနာပြုရှာမလေးတူကဖာမှာကျွန်တော်နဲ့ဆုံခဲ့တဲ့ဒူနာပြုသင်တန်းကျောင်းကသင်တန်းသူလေးများတွေကတချို့တွေဆိုရင် sister ကြီးတွေလို့ခေါ်တဲ့တကယ်ကိုအထက်တန်းဒူနာပြုသို့မဟုတ်ဒူနာပြုအုပ်စတဲ့အဆင့်တွေတောင်ရောက်နေကြပြီလို့ဆိုပါတယ်သူတို့ကလည်းမောင်စင်းအကြောင်းကိုအမတ်တရားနဲ့ပြန်ပြောပြဘူးတယ်လို့လည်းဆိုပါတယ်ကျွန်တော်မှာဘဝမှာကြုံခဲ့ရတဲ့ကလေးတွေအခုလိုမျိုးပြန်ပြီးကြားတဲ့အခါကျတော့ရင်ထဲမှာဝမ်းနဲ့ဝမ်းသာကြီးတောင်ဖြစ်လို့ပေါ့ဗျာတကယ်ပြောရမယ်ဆိုရင်တော့အဲ့ဒီကာလကမောင်စင်းကိုအရက်ကနိုင်စားပြုနေပါပြီမနေ့မိုးလင်းမျက်စိနှလုံးပွင့်တာနဲ့အရက်ပလင်းစကင်တော့တာပါပဲဒီနေ့လုံးလဲစွတ်ကဲတော့
အစားအသောက်ကြတော့လေဟုတ်ဒီပတ်ဒီမစားပါဘူးသမင်းနဲ့ရှိတဲ့နေရာမှာသမင်းတစ်ခါစားလို့ရှင်တပကံထားလို့3-4လုံးလောက်နဲ့ပဲပြီးတဲ့အချိန်ကများပါတယ်ပြောရမယ်ဆိုရင်အစားတဲ့အသောက်ဖက်ခဲနေတဲ့အချိန်ပေါ့ဗျာအဲ့တော့သူကအစားမဝင်ပဲအသောက်များနေပေမဲ့လေအရက်ရှိန်လေးနဲ့တော့လုံနေကိုင်နေလို့ရနေသေးတာပါရုပ်ရှင်များရပြီလဲဆိုရင်လည်းကို acting မမာဘူးကိုပေးထားတဲ့ dialogue တစ်လုံးမမာစေရဘူးတချို့ကိုနဲ့တွဲဘက်တွေမှားရင်တောင်မှကိုကထောက်ပြပေးနိုင်သေးတော့ကိုတော့ငုံယူနေသေးတဲ့အချိန်ပေါ့ဗျာမောင်စင်တို့ဖာမှာရုပ်ရှင်ရိုက်ကူးရေးက14-15ရက်လောက်ကြာပါတယ်အဲ့ရိုက်ကူးရေးကာလအတွင်းမှာမောင်စင်မပါတဲ့ရက်တွေများဆိုလို့ရှိရင်မောင်စင်ကဆိုင်ကာရစီငါလို့ဖာအမျိုးတွေကိုရှောက်လေလေးရှိပါတယ်မနေ့အရာတောက်လာတဲ့ရက်ချိန်လေးပြေးသွားပြီဆိုရင်ကျုံရဆိုင်ဝင်တောက်တာပါပဲအဲ့လိုများရမကဆိုင်နဲ့ဝင်သွားပြီဆိုလို့ရှိရင်နေတဲ့နေခင်းကြီးဆိုင်ထဲမှာထိုင်တောက်နေကြတဲ့ရမကလူလင်ပေါင်းတို့ကမောင်စင်ကိုမြင်တော့ကဟန်တော်ကြီးဖြစ်လို့ပေါ့သူတို့စိတ်ထဲမှာလဲဟာဒီကောင်လဲငါတို့အဖွဲ့ဝင်ပါလားတော်တော်ကိုကစ်နေပြီပဲလို့ထင်နေပုံရပါတယ်ပြီးမှယမကလူလင်ချင်းချင်းရိုင်းပင်ပြီးတော့မှမောင်စင်ကိုဝိုင်းဝန်းချီးမြှောက်ကြတာမှာသူတို့ကတလုံးမာလိုက်မောင်စင်ကတလုံးမာလိုက်နဲ့ယမကပွဲတော်ကြီးကိုပျော်ကြီးကိုလွဲပျော်ကြတာပေါ့ဗျာညနေဆောင်လို့တဲခိုတဲ့အိမ်ကိုစိုက်ကားနဲ့ပြန်ရောက်လို့စိုက်ကားဘောက်ကဆင်းပြီဆိုရင်လူကရိမ့်ထိုးလို့နေလေးရှိပါတယ်မသိရင်ကရင်ဒုံးရင်ကို slow motion ကနေသလိုပါပဲမောင်စင်ခါနေစိုက်တော့မယ်ဆိုတော့ဇွဲကပင်တောင်တော်ခြေရင်းစီရောက်ခဲ့ရပါတယ်မောင်စင်ပါတဲ့အခန်းတော်တော်များများကဇွဲကပင်တောင်ကြီးမှာရှိတဲ့ရွာကြီးတစ်ရွာမှာရိုက်ကူးရတာပါနေထိုင်တဲ့လူမျိုးများကလည်းကရင်လူမျိုးများပါတယ်ခရစ်ယာန်လူမျိုးခရစ်ယာန်ဘာသာကိုကိုးကွယ်ကြပါတယ်ဒါကတော်ကြီးသလိုတတ်ရပါအိမ်တွေကလည်းတတ်ရတန်ရှင်းလမ်းတွေကလည်းဖြူလို့တန်ရှင်းတတ်ရလို့နေပါတယ်လူတွေကလည်းအပြောဆိုအလွန်ကိုတိမ်မွေ့ယဉ်ကျေးကြပါတယ်ရွာလေကောင်မှလည်းခရစ်ယာန်ဖျားရှိခိုးကြောင်းကြီးကဟီးလို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တာမန်ရွာတရွာနဲ့မတူဘဲနဲ့ဘာသာရေးဆိုင်ရာရွာတရွာနဲ့ပိုလို့တူနေပါတယ်အဲ့တော့ဘာသာတရားလည်းအလွန်ကိုင်းဆိုင်ကြတာကိုတွေ့နေတော့ဒီတူကဒီနေ့လုံးအရက်တောက်တတ်တဲ့မောင်စင်သူတို့ကိုအားနာသောအဖြစ်လေးစားသောအဖြစ်အရက်ကိုခိုးဝှက်ပြီးတောက်ရပါတယ်အဲဒီရွာမှာပဲမောင်စင်အခန်းကြီးဖြစ်တဲ့လက်ထပ်တဲ့အခန်းတို့ရိုးရလက်ထပ်ပွဲပြီးတော့ကရင်တုံးကြီးပွဲတွေတော်များကိုအဲ့ဒီအခန်းအဲ့ဒီရွာမှာပဲရိုက်ကူးခဲ့ကြရတာပါဒီနေ့တော့မောင်စင်တို့ရုပ်ရှင်အဖွဲ့ကရိုက်ကူးရေးကိုဖန်ဆေးရုံကြီးမှာတည်ကြပါတယ်ကိုပါမဲ့အခန်းကလည်းညနေဆောင်မှပါမှာဆိုတော့နေ့ကင်း7 နာရီလောက်ကိုဆေးရုံကြီးတဲကနေအပြင်ကိုထွက်လာခဲ့ပါတယ်အကြောင်းရင်းကတော့အရက်ရှာဖို့ပါပဲတနေ့စာကိုအတွက်ပါလာတဲ့ရိတ်ခါအရက်ကလေးကလည်းဆက်ဖွဲ့ရကောင်းနေပါဝင်ချိတ်တာနဲ့ကုန်သွားတာကိုဖြစ်ချင်တော့ဒီကနေ့မှပဲဂျိုးတင်အောင်ကလည်းဘိုက်အောင်လို့ဆိုပြီးတော့မှတဲ့ကိုတဲ့နေရာမှာပဲကြံခဲ့တော့မောင်စင်တယောက်တည်းဖြစ်နေတာပါလူကလည်းအစားမဝင်အရက်ကလွန်နေလေတော့ရင်းနေပူကောင်းထဲမှာလည်းရိတ်တိတ်နဲ့အားမရှိသလိုဖြစ်နေပါတယ်ဒါနဲ့ပဲဟိုကြည့်ဒီကြည့်ဟိုလျှောက်ဒီလျှောက်နဲ့လျှောက်လာခဲ့လိုက်တာဆေးရုံနဲ့အတော်ခက်လန်းရောက်တော့ထမင်းဆိုင်ခတ်ဆုပ်တွေဒီဆိုင်ကိုတွေ့ရပါတယ်အဝေးကနေကဲခတ်ကြည့်လိုက်တော့အဲ့ဒီထမင်းဆိုင်လေးကဘေးခွက်လက်မှာဇပွဲဝိုင်းလေးချပြီးတော့မှယမကလူလင်များတောက်စားနေကြတာကိုတွေ့လိုက်တော့ဒီဆိုင်တော့အရက်ရပြီပဲပေါ့ဒါနဲ့ပဲမောင်စင်လည်းအဲ့ဒီထမင်းဆိုင်လေးကိုဥတီပြီးရှောက်ခဲ့ရပါတယ်ဆိုင်ကလေးကတော့ခတ်ဆုပ်ကလေးပါ
ဆိုင်ဝါနာမှာလည်းဘုဒ္ဓကုထောင်းပြီးမြေပြူခဲနဲ့တောဝက်သားရပြီလို့လည်းရေးထားတာကိုတွေ့ရပါတယ်ဆိုင်ကသေးသေးလေးပါအထက်ကိုဝင်စရာလည်းမလိုပါဘူးဆိုင်ပေါက်ဝမှာတဲ့ဇပွဲတစ်လုံးချထားပါတယ်အဲ့ဒီဇပွဲကျန်းကြီးပေါ်မှာဒါအိုး၃လုံးလောက်တင်ထားတာရှိပါတယ်အဲ့ဒီဇပွဲရဲ့ရှေ့မှာတော့ထိုင်ကုံတန်းလျာတစ်ခုပါဆိုင်ရဲ့အပြင်စင်ကဒါပါပဲအဲ့ဒီထိုင်ကုံတန်းလျာပေါ်မှာတော့အသက်ခရွယ်ရွယ်မိန်းမဝဝကြီးတယောက်ထမင်းထိုင်စားနေတာကိုတွေ့ရပါတယ်ဒါနဲ့ပဲမောင်စင်လဲအဲ့ထမင်းထိုင်စားနေတဲ့မိန်းမကြီးရဲ့နဘေးမှာပဲအตาလေးဝင်ထိုင်ပြီး BDC လို့ခေါ်တဲ့အရက်ဖြူတစ်စိမ့်မှလိုက်ပါတယ်အရက်ဖြူရောက်လာလို့ခွက်တဲ့ထဲပြီးတော့မှရေပါညာမရောပဲတစ်ခွက်မော့ချလိုက်ပြီးတဲ့အခါကျမှလူလည်းအတော်လေးကိုနေတာထိုင်တာရှိသွားပါတယ်လူလည်းပုံမှန်ချင်းနေလေးပြန်ဖြစ်သွားပြီဆိုမှဟိုဟိုဒီဒီအကဲခတ်ကြည့်မိရင်နဘေးကထမင်းစားနေတဲ့အမျိုးသမီးကြီးကိုအကဲခတ်မိပါတယ်တညင်းလေးနဲ့ရောပြီးချက်ထားတဲ့ဝက်ဥစုံဟင်းကိုငပိရနဲ့ထမင်းနဲ့နေပြီးအားရပါရကြီးစားနေလိုက်တာများဗျာမင်းကြီးရှက်ရည်ကြီးပါပဲထမင်းတစ်လုံးတဲလိုက်မြေတကားတညင်းလေးတစ်ဖက်နဲ့တကက်ကိုစားနေတာမင်းကြီးရှက်ရည်ပါပဲသူ့နဖူးကလည်းချွေးရည်တန်နေနေပြီမောင်စင်ကြည့်နေတော့မှပဲနောက်ထပ်ထမင်းစရုံထပ်ပြီးထဲပြန်ပါလေသူ့ကိုကြည့်ရင်းနဲ့နဘေးကကြည့်နေတဲ့မောင်စင်တောင်တရေယူလာတဲ့အဖြစ်ပါအတော့လွန်ပြီးအစားမဝင်ခြင်းဖြစ်နေတဲ့မောင်စင်တောင်သူ့ကိုကြည့်ပြီးစားခြင်းတောက်ခြင်းစိတ်တွေပေါ်လာတယ်လို့ပါပဲဒါနဲ့ပဲမောင်စင်လဲဝက်ဥစုံတညင်းစီဟင်းတစ်ပွဲနဲ့ထမင်းတစ်ပွဲမှာလိုက်ပါတယ်ထမင်းကိုတန်စလုံးနဲ့ထည့်ထားတာပါတန်စလုံးဆိုတာကျွေးတုတ်တန်စလုံးပေါ့ဗျာဒီဘက်ခေတ်ကလေးတွေတော့တီးကောင်းခြင်းမှတီးကောင်းပါလိမ့်မယ်မောင်တင်တို့ခေတ်ကာလတုန်းကဒန်းစလုံးတန်စလုံးတွေကိုကျွေးရည်စိန်ထားနေရှိပါတယ်သို့တော်လည်းပဲတုံးကြလာတဲ့အခါကျတော့အဲ့ဒီစလုံးနှခမ်းလေးတွေကကျွေးသားလေးတွေကပဲ့နေလေးရှိပါတယ်ခုလဲမောင်တင်စားရတဲ့ထမင်းစလုံးကအဲ့ဒီစလုံးမျိုးပါနှခမ်းမှာကျွေးသားတွေပဲ့နေတဲ့တန်စလုံးနဲ့ကျွေးတုတ်တန်စလုံးနဲ့ထမင်းထည့်ထားတယ်ပေါ့ဗျာအဲ့ဒီဘောကိုခုနကဆိုင်ကြီးမိမကြီးချပေးတဲ့ဝုံစုံတညင်းစီဟင်းတဲ့အနစ်ကိုထက်ငပြေးစမ်းငရုတ်သီးမုံဖြူနေဖတ်ပြီးမောင်စင်လဲအားရပါရစားလိုက်တာလေမိတ်ဆွေတို့ယုံကြပါမလားမသိပါဘူးထမင်းတကာစား၃လေးလောက်သာစားနိုင်တဲ့မောင်စင်ဒီတနတ်မှာဖြစ်တော့ထမင်းနှစ်စလုံးကုန်ပါတယ်ဗျာထမင်းတစ်လုံးစားလိုက်တညင်းစီလေးကိုက်လိုက်မြစ်ကလေးကလည်းတိုးစီရဆိုပေမဲ့အရှိမစလုံးကြီးနဲ့ပုံထားတာဗျာမြေလေးတစ်ချောင်းယူပြီးကိုက်လိုက်ပြီးဆိုရင်လည်းကိုက်လိုက်ရတယ်ကိုမရှိဘူးနှုတ်ဖတ်နေတာပါပဲတညင်းသီးလေးကလည်းစီးပိုင်ပြီးအရသာရှိချက်ကအလုံးပါပဲဒီထမင်းတနတ်ပြီးသွားတဲ့အခါကျတော့မောင်စင်းရင်ထဲမှာတော်တော်ကြီးကိုနေတာထိုင်တာရှိသွားသလိုလူဟာလည်းတော်တော်အားပြည့်သွားသလိုပေါ့ခံစားရပါတယ်ဗျာဒီကာလတွေအတွင်းမှာတော့မောင်စင်းအတွက်အမြင်ရှက်ဆုံးထမင်းတနတ်ဆိုရင်လည်းမှားမယ်မထင်ပါဘူးဗျာဆိုကြပါစို့ရဲ့ဒါနဲ့ပဲဖာမရိုက်ကူးရေးကိစ္စတွေပြီးပတ်ရောဆိုပါတော့ရိုက်ကူးရေးကိစ္စတွေပြီးတဲ့အခါကျတော့တာမရတောင်ဆရာတော်ဘုရားကြီးကိုသွားကူးဖို့အဖွဲ့သားတွေကလုပ်ကြပါတယ်မောင်စင်ကလည်းသွားမှာပါညရဲကလည်းဆရာတော်ဘုရားကြီးကိုရည်မှန်းပြီးတော့မှတပည့်တော်အရက်သမားပါဗျာအရက်ကိုလည်းနေညတော့ပါတယ်တက်တက်လွတ်လည်းမစားဖြစ်ပါဘူးသို့တော့အရှင်ဘုရားရဲ့ခြေတော်ဆုံးကိုလည်းဥခိုက်လိုပါတယ်တပည့်တော်ကိုဖူးမြော်ခွင့်ပေးပါလို့စိတ်ထဲကနေတာမြတော်ဆရာတော်ဘုရားကြီးရဲ့ပုံပုံရည်စူးပြီးတော့မှသစ္စာတိုင်းတဲပြီးတော့မှခွင့်တောင်းထားခဲ့ပါတယ်သွားပိုင်းဒီမနေ့လည်းကြာရောမျက်စိနှလုံးပွင့်တာနဲ့ပလင်းဆမောတတ်တဲ့မောင်စင်ကအရက်ကိုမတော့ပဲချုပ်တီးထားပါတယ်ဒီနေ့သာထိမ့်သိမ့်ခြင်းပေါ့ဗျာသို့တော့မနေ့တိုင်းမျက်စိနှလုံးပွင့်ပြီဆိုတာနဲ့တဲ့အရက်ကလေးတစ်ခွက်လောက်ထဲလိုက်ရမှနေသာထိုင်သာရှိမျက်နှာအသစ်သွားတိုက်လို့ရတဲ့မောင်စင်ဖို့တော့တကယ့်ကိုနေရခက်လာပါတယ်တပြုတ်ပြုတ်တန်နဲ့ပါဒီတောက်လို့လည်းရေမွေးခြင်းမပါဘူးအစာစားဖို့ထားလို့ကော်ဖီလေးတစ်ခွက်တောင်တောက်ချင်စိတ်မရှိပါဘူး
ရင်ထဲမှာလည်းပူလောင်ပြီးလိုက်ခါလို့ပါသို့တော်လည်းပဲငါဒီတရားကိုတော့ဖြင့်တောက်ခံနိုင်အောင်လို့ကြိုးစားမယ်ဆရာတော်ဘုရားကြီးကိုလည်းဖူးပြအောင်ဖူးမယ်လို့တန်ဋိဌာန်ချထားပါတယ်သွားကြမယ်လို့တဲ့အခါကျတော့ငါထားတဲ့ဟိုက်လက်ကားပေါ့ဗျာအဲ့ဒီချိန်တော့သုံးကြတဲ့ဟိုက်လက်ကားပေါ်မှာအဖွဲသားတွေနဲ့ပြစ်ကျပ်ပြီးလူကမဆန့်တဲ့လောက်ဖြစ်နေပါတယ်ဒါနဲ့ပဲမောင်စင်ကလည်းစေတနာနဲ့နောက်ထပ်ဟိုက်လက်ကားကြီးခေါ်ပါတယ်ခေါ်ပြီးတော့မှဒီကားပေါ်လည်းမြတ်တက်ကြပါလို့မောင်စင်ကခေါ်တော့ဘုရားမှာကြားသိနေတဲ့ကားပေါ်ကဆက်အဖွဲသား4-5ယောက်လောက်ပဲမောင်စင်ပေါ်ကိုရောက်လာပါတယ်ကျန်တဲ့လူတွေကတော့ဟိုဘက်မှာကြားသိပြီးတော့ပဲနေပါတယ်ဒီလိုနဲ့ပဲကားထွက်ကြရောစူပါတော့ဗျာနောက်မှသိရတာကအရက်ကိုလည်းနေညတောက်နေပြန်တတ်လို့လည်းမစားတဲ့မောင်စင်ကားနဲ့တိုက်ရင်လမ်းမှာအန္တရာယ်စုံတစ်ခုဖြစ်မှာဆိုလို့မလိုက်ရဲကြလို့တယ်ဗျအဖြစ်ကတော့အဲ့ဒီအတိုင်းပါပဲဗျာဆိုရမယ်ဆိုရင်ဗျာအရက်သမားဖြစ်ရတဲ့ဒုက္ခဘယ်လောက်ကြီးသလဲဗျာကိုယ်ကစေတနာနဲ့ကုသိုလ်ပြုခြင်းလို့ဓမ္မဒါနခရီးပို့ပေးတာကိုတော့မှပဲအရက်သမားကားမို့လို့မစီရဘူးတဲ့အရက်သမားဖြစ်ရတဲ့ဒုက္ခပေါ့ဗျာသို့တော့အဲ့ဒီကာလကတော့မောင်စင်အရက်ကိုအပြစ်မမြင်ပါဘူးအရက်ကဒုက္ခသူနေတာလေဘာမှအပြစ်မရှိပါဘူးတောက်တာကမောင်စင်ကိုမောင်စင်တောက်မိမှာတော့မောင်စင်ကိုပြောသမျှဆိုသမျှကိုလည်းမောင်စင်ခံယူမဲ့ရှိတော့တာပေါ့တာမညတောင်ရောက်တော့တကယ်ကိုအံ့ဩမြင်သိမိရပါတယ်တောင်ကြီးရွာကအလွန်ကြီးပြီးပြားပန်းကစီကားလို့နေပါတယ်တရားလုံးကလည်းထာဝရတတ်လို့စားတယ်လို့ဆိုပါတယ်တောင်ပေါ်တဲ့ကိုကြတော့ပါလာတဲ့ရင်မောင်းတွေကဘေးဖယ်ပြီးတော့မှရဟန်းမျိုးတွေကနေပြီးတော့မောင်းပြီးတော့မှကားကိုတက်ပါတယ်လမ်းခီးကိုမောင်းနေကြမဟုတ်တဲ့ရင်မောင်းတွေအနေနဲ့အန္တရာယ်ဖြစ်မှဆိုးတဲ့သဘောပါတောင်ပေါ်ရောက်တော့မောင်စင်ပူလို့အံ့ဩရတာကတက်လို့ထမင်းကျွေးတဲ့ယုံကြီးတွေစားနေကြတဲ့ဖျားဘူးတွေကထောင်နဲ့ချီရှိပါတယ်ထမင်းချက်တဲ့လူတွေကလည်းချွေးတဲ့လုံးတုံးနဲ့မောင်စင်ကိုလိုက်ပြလို့ရိတ်ခါကိုတော်ကြီးတွေတဲ့ဝင်ကြည့်လိုက်တဲ့အခါမှာဦးဒီခရမ်းဒီရွှေဖျုံဒီကြောက်ဖျုံဒီဟင်းဒီဟင်းရွက်မျိုးစုံကလပဲမျိုးစုံနဲ့စံအိတ်တွေဟာတောင်းပုံရဖို့မှာပဲဒါကိုမောင်စင်ကိုလိုက်ပြပေးတဲ့ဦးစင်ကဒါတနည်းစာပဲရှိတဲ့ဒီဟုတ်တော့ပါတယ်နေ့စဉ်ဖျားပူလာတဲ့လူပေါင်းထောင်နဲ့တောင်းနဲ့ချီကိုအခမဲ့ကျွေးမွေးနေတာဒီတော့မောင်စင်စဉ်းစားကြည့်ပါလေမောင်စင်အနေနဲ့မိသားစု4ယောက်5ယောက်လောက်ကိုလှုပ်ကျွေးပြုစုဖို့ရှာကြံရတာတော့မှပဲတော်တော်ကိုပင်ပင်မခက်ရှာနေရတာပါဒီလိုနေ့စဉ်လူပေါင်းထောင်တောင်းချီပြီးကျွေးနိုင်တဲ့ဆရာတော်ဖျားကြီးရဲ့ဘုန်းတော်နဲ့တကောအိဒီဘကတော့တကယ်ကိုချီးမွမ်းလောက်ရှာကြီးညိုလောက်ရှာဥခိုက်လောက်ရှာပါပဲလို့တွေးမိခြင်းပါပဲဒီလိုနဲ့ပဲဆရာတော်ဘုရားကြီးတရားချီးမြှင့်မဲ့ဇာတ်ကိုရောက်တော့လူတွေတဲ့အတော့ကိုများနေပါပြီဟောရကိုတက်ဖို့အတွက်အောက်မှာလည်းစုပြုံကြတဲ့လူတွေကလည်းအများကြီးပါပဲဒီတော့မောင်စင်ဟောလဲငါအလဲကတော့ရောက်ဖို့တော်ကြာအောင်မယ်လို့ယူဆထားတာပေါ့လေရှိကထွက်သွားတဲ့ရုပ်ရှင်အဖွဲ့ကိုတော့မတွေ့ရပါဘူးသူတို့တဲ့အပေါ်ရောက်ကြပြီထင်ပါတယ်အဲ့လိုမောင်စင်စောင့်နေဆုံးကာလမှာပဲအပေါ်ဓာတ်ကနေအသက်ခကြီးလူပုဂ္ဂိုလ်ကြီးတူထွက်လာပြီးတော့မှကိုစင်ဝိုင်းတဲ့အဖွဲ့တက်ပါကိုစင်ဝိုင်းတဲ့အဖွဲ့တက်ပါလို့អော်လိုက်တဲ့အတွက်မောင်စင်လည်းဇရဘုံကိုတက်ခဲ့ရပါတယ်ဇရဘုံရောက်တဲ့အခါကျတော့ဇရောက်နှစ်ဖက်နာကြမှာမောင်စင်တို့ရှေ့ကထွက်သွားတဲ့ရုပ်ရှင်အဖွဲ့များကိုတွေ့ရပါတယ်မောင်စင်ကတော့ခုနကပုဂ္ဂိုလ်ကြီးကပဲဥဆောင်ပြီးလူတွေကြားကနေတိုးဝိတ်လို့ဇရကရှေ့ပိုင်းဆရာတော်ဘုရားကြီးထိုင်မဲ့ပလင်တော်နားထိကိုခေါ်သွားတာပါပြောရမှာဆိုရင်မောင်စင်ရှေ့ဆုံးကိုရောက်သွားတယ်လို့ဆိုရပါလိမ့်မယ်မောင်စင်ထိုင်နေတဲ့နေရာနဲ့ဆရာတော်ဘုရားကြီးရဲ့ပလင်နဲ့ဟာလက်တကန်းတာပဲကွာပါတော့တယ်ခဏနေကြတော့ဆရာတော်ဘုရားကြီးကြွလာလို့အားလုံးကဝတ်ပြုကြဆရာတော်ဘုရားကြီးကပလင်ပေါ်မှာ
နေရာယူပြီးတဲ့အချိန်မှာဟိုဟိုဒီဒီကိုလက်ပတ်ကြည့်ရှုပြီးအကဲခတ်ပါတယ်ပြီးတော့မောင်စင်းကိုတဲ့ကြီးကြည့်ပြီးတော့မှပြုံးကြီးစိုက်ကြည့်နေလိုက်တာများဗျာမောင်စင်းမှလေကြက်သိန်းနေတောင်တဖြန်းဖြန်းထပါတယ်ညတော့ကငါဆရာတော်ဘုရားကြီးကိုရည်စူးပြီးတိုင်တယ်ခဲ့တာများဆရာတော်ဘုရားကြီးသိနေလေသလားလို့လည်းစိတ်ထဲမှာခံစားရပါတယ်ဒီကြားတဲ့ခက်တာကဆရာတော်ဘုရားကြီးကြည်တော်မူနေတော့မှလူကလည်းလေတပြုတ်ပြုတ်တအံ့မဖြစ်အောင်မနှဲကိုထိန်းချုပ်ထားပါတယ်နဖူးမှလည်းကျွေးစည်းလေတီးလို့ပေါ့ခဏနေကြာမှာတော့ဆရာတော်ဘုရားကြီးကလူပရိသတ်အပေါင်းတို့ကိုတရားချီးမြှင့်တော်မူပါတယ်တရားနာပြီးတဲ့အခါမှာတော့မောင်စင်းစိတ်ထဲမှာငါဒီတမနဲ့တော့ငါးပါးသီလတွေကသူရမေရယခေါ်တဲ့အရက်သေးသာတောက်စားခြင်းကိုစောင့်ထိန်တဲ့သီလတစ်ပါးကိုတော့လုံလုံခြုံခြုံကြီးထိန်းလိုက်နိုင်ပြီလို့စိတ်ထဲမှာကြည်ကြည်နူးနူးပီတိဖြစ်ခဲ့ရပါတယ်သီလကြောင့်ဖြစ်ရတဲ့ပီတိပေါ့ဗျာခုဆိုရင်အဲ့ဒီဖန်ခကြီးကိုသွားခဲ့တာနှစ်ပေါင်း30ကာလလောက်ရှိခဲ့ပါပြီမနိုင်ရှင်အတ္တကိုနိုင်ရှင်ပြောဆိုခြင်းတော့မဟုတ်ပါဘူးခင်ဗျာအဲ့ဒီခကြီးစမှာရှာတော်ဖျားကြီးရဲ့ပြုံးကြီးကြည်နေတဲ့ပုံရိပ်နဲ့မောင်စင်တနတ်စာစားခဲ့ရတဲ့ဝဲဝင်းတွင်သားနဲ့တညင်းသည်ဟင်းထမင်းတနတ်ကိုတော့ယနေ့ထိအောင်မမေ့နိုင်တော့အောင်ပါပဲခင်ဗျာခုချိန်ညာမီသမီးပြန်စဉ်းစားကြည့်လိုက်တဲ့အခါကျတော့တရားလိုအပ်နေခြင်းအစားလိုအပ်နေခြင်းမှာကွက်တိကိုသွားပြီးတိုးတယ်လို့ထင်ပါလေဘဝကံတရားရဲ့ဖန်တီးမှုများပဲဖြစ်မယ်လို့မောင်စင်တော့ယူဆမိပါတယ်ခင်ဗျာမေတ္တာဖြင့်စင်ဝိုင်းစာပြည့်နေ့23ရက်9လ2025ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာတစ်ဆက်တည်းပြလိုတာကမောင်စင်းရဲ့ဆုံးစည်းနှစ်ပါးကဏ္ဍကနေအပတ်စဉ်တနင်္လာနေ့ညနေ6နာရီတိုင်းမှာဗီဒီယိုသစ်ကလေးတင်ပေးနေရှိပါတယ်မိတ်ဆွေများအစဉ်ပြေရင်ဝင်ရောက်အားပေးရှိရှုနိုင်ပါတယ်ခင်ဗျာအားပေးကြည့်ရှုရင်းနဲ့ကျေနပ်မှုရှိတယ်ဆိုရင်လည်း like and subscribe လေးလုပ်ပေးကြဖို့လေးစားစားမေတ္တာရက်ခံပန်ကြားအပ်ပါတယ်ကျေးဇူးသူမိတ်ဆွေများအားလုံးဘေးရန်ကင်းလို့ကြားမှာကြပါစေကြောင်းနဲ့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ